အားလုံးပဲမင်္ဂလာပါကဲ YouTube အမျိုးတို့ရေးထမင်းစားကြပါအောင်တော့ဒီကတော့စိတ်သားရင်းများဒီမှာစိတ်သားနှက်ထားshare ပဲဗျစိတ်သားနှက်လေးပါခင်ဗျာဥိနာပဲမဆလာနှက်လေးကဲ YouTube အမျိုးတွေစားကြပါအောင်တော့ထမင်းဒါတော့ဗျာသခွားသီးကိုဒီမှာချက်သွန်နီရယ်သခွားသီးရယ်ပူစီနံရယ်ငရုတ်သီးစိမ်းရယ်ရောပြီးတုတ်ထားဗျာတံမြာသီးလေးညှစ်ပြီးshare ပဲဗျာအချင်းပေါ့ဒါတော့ငနီတူးငါးလေးတွေဒီမှာဗျာငရုတ်သီးနဲ့ကြော်ထားငနီတူးငါးလေးတွေငရုတ်သီးနဲ့ကြော်တယ်ဗျာဒီကတော့ပဲဟင်းอ่ะเราเจ๊တာဒါပဲဟင်းပါခင်ဗျာကဲ YouTube အမျိုးတွေအားလုံးပဲထမင်းစားကြပါအောင်နော်ထမင်းစားကြပါအောင်ဗျာအားလုံးပဲ YouTube အမျိုးတို့ရေစိတ်သားဟင်းကတော့ share ပဲဗျာစိတ်သားနှက်စိတ်သားကိုနှက်ထား share ဖို့ဒါငနီတူးကိုမြုပ်ပြီးနဲ့ကြော်တယ်ဗျာငနီတူးငါးလေးတွေဒါတော့အချင်းတော့ပါဗျာအချင်းတော့ကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းဒီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျာကဲ YouTube အမျိုးတွေအားလုံးထမင်းစားကြပါအောင်နော်အားလုံးပဲဘိုင်ပါ